Hello guys ဒါကတော့စစ်စစ်ထွားတော့မှရိုက်ခဲ့တဲ့ဗီဒီယိုပိုင်းစာတိုးထွားလေးဖြစ်ပါတယ်။အတည်းအနေနဲ့တင်ပေးလိုက်ပါတယ်။အခုကတော့စစ်စစ်ရဲ့အဝင်လမ်းဝကိုမြင်နေပါပြီ။ဒီနားလေးကတော့ဆိုင်ကယ်ရဲလို့ရတဲ့နေရာဖြစ်ပြီးတော့ကားလမ်းလေးနဲ့ကျပ်ပါတယ်။အဲကြောင့်မို့ကားလေးတစ်ခုခုနဲ့ပဲတဖြည်းဖြည်းစစ်သွားနေပါတယ်။ပုံမှန်လာနေကြနေရဟိုဘက်မှာဆိုတော့ဟိုကလန်ချလေးကိုပဲစစ်သွားလိုက်ပါတယ်။မိုးရွာနေခဲ့တာဆိုတော့မိုးရေလည်းတင်နေပါတယ်။ပြီးတော့ပင်လယ်ကိုလည်းမြင်နေရပါပြီ။ဝါဒီများကြီးများပဲ။ပြီးတော့တမ်းစီကိုအခုမှပထမဆုံးချိန်မြင်ဘူးကတော့ငငယ်တော့ကစားခဲ့တဲ့တမ်းစီလေးကမတူဘူး။ဒါတော့ရှေ့စီတောင်းချင်နေရှိဖြစ်ပါလေပြောနေပါပြီကလေးကလာလေးလောက်ရတယ်ဆိုရင်ဒါတော့ပြောစရာကောင်းတဲ့အမှတ်တရလေးတွေပါဒီတစ်ခါထူးထူးခြားခြားလောက်လာဖြစ်တာအိမ်ပေါ်ခွင့်ငါပြီးတော့ရေဆော့ဖြစ်ခဲ့တာပါပဲအရှာလဲပြောစရာကောင်းခဲ့ပါတယ်So ဒီခေါက်ဒီဗီဒီယိုလေးတော့ဒီလောက်ပါပဲနောက်ထပ်ဗီဒီယိုလေးလုပ်ဖြစ်ရင်လည်းကြည့်ပေးကြပါဦး Bye